ခပ်ပါခုကျွန်တော်ရောက်နေတာကဒီ Happy Seafood ပတောင်ရဲ့restaurant မှာပါ Happy Seafood ပတောင်မှာပါဒါကတော့ကိုဝန်ချိုင်းလို့ခေါ်ပါတယ်ဒီရဝနာပါတယ် Happy Seafood ပတောင်ကိုရောက်လာရင်မြန်မာတွေအားလုံးကိုဖိတ်ခေါ်ပါတယ်လို့ကျွန်တော်ကိုအခုဒီမှာလာစားနေတော့မှာကိုဝန်ချိုင်းကိုပြောပြတယ်တော့ဒီဆိုင်မှာအယုံဆုံးကြည့်လိုက်ဒီမှာကြည့်လိုက်အဲ့ဒီဓာတ်ပုံတွေအကုန်လုံးမှာကြည့်လိုက်ရင်ကိုဝန်ချိုင်းရဲ့အပြုံးကိုမြင်ရလိမ့်မယ်မသိဘူးနော်နိုင်ငံတကာ celebrity တွေအဲ့ဒီအားလုံးကပြုံးသွားတာတော့မဟုတ်ဘူးတကယ်တော့အဲ့ဒီတွေကပြုံးနေလို့ကိုဝန်ချိုင်းကပြုံးသွားတာဘာဖြစ်လဲဆိုတော့ကိုဝန်ချိုင်းရဲ့ hospitality နဲ့သူ့ရဲ့ customer တွေပေါ်မှာထားတဲ့စေရနာက customer တွေရဲ့ညနာပေါ်မှာအဲ့လိုပြုံးလို့ဖြစ်စီတယ်နော်အဲ့တော့အားလုံးပဲပတောင်ရောက်ရင်ဝန်ချိုင်းကိုလာကြလိုက်ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဒီမှာအားလုံးစေပြအောင်ဝန်ချိုင်းကူညီပေးပါသဘောလည်းအရင်ကောင်းပါတယ်โอเคအားလုံးပတောင်ရောက်ရင်ကျွန်တော်ဒီလာပါပတောင်မှာအပီစီကိုပတောင်လို့သူကလည်းမရိုက်ပြီးစားလိုက်ရင်ကျွန်တော်ဆိုင်ကိုဒါမီရောက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်တယ်အားလုံးချစ်တယ်နော်ဒီကြတော့ဓာတ်ပုံမပေးရိုက်လို့မရိုက်လိုက်ရအောင်ဒီမှာရွှေထိုးဒီမှာပိုက်တကွန်တို့ဒီမှာအများကြီးပဲနိုင်ငံဆောင်ရဟုတ်ကဲ့